ပြန်ဖမ်းပြပြီးတော့ဒူဝေဝါးပေါအောင်လုပ်တယ်သူတို့လူပဲလက်လေးမြောက်ပြီးတင်ထားလူသူတို့လူပုံပြထားလက်နက်တွေကလည်းသူတို့ကိုယ်တိုင်ခင်းကျင်းထားပြီးတော့တချို့ဘလိုပုံစံလုပ်ထားတဲ့ဟာပဲအဲ့လိုမျိုးပုံဖြတ်တဲ့ဟာတွေလည်းသူတို့အမြဲတမ်းလုပ်လေလုပ်ထားရှိတယ်အဲကြောင့်မလို့အများကြီးဖမ်းဆီးရမိပါပြီငါတို့တော်လိုင်းကြီးတော့သွားပါပြီကွာငါတို့ထောက်ပို့ထားတဲ့လက်နက်တွေတော့ကုန်ပါပြီကွာဆိုတီးမတွေးနေကိုယ့်ဘက်ကနှစ်လက်ပိုင်သူတို့အလက်20အလက်200လောက်ဖမ်းဆီးရမိတဲ့ပုံရိပ်မျိုးသူတို့လုပ်လေလုပ်ထားရှိတယ်တခါလေဟာဘယ်မျိုးဝင်မှာကားကြီးနဲ့တစီအပြည့်တိုက်ဟောဒီမှာတိလာခင်းကျင်းထားတာကြည့်လိုက်စမ်းအလက်300 340စသဖြင့်အဲ့ဒါတွေကအကုန်လုံးဟာအတုတွေဖြစ်ပါတယ်သူတို့ကိုယ်တိုင်စိုက်ဝါးလုပ်ဖို့အတွက်သတင်းကိုဖြစ်စဉ်ကိုစနစ်တကျတိဆောက်ပြီးတော့အဖမ်းပြတာလုပ်တာတွေဖြစ်ပါတယ်ဒါလေးကိုကြိုသိဖို့လိုပါတယ်เนาะနောက်ပြီးတော့ဒီ NUG ကိုထောက်ပို့ပေးနေတဲ့ PDF ကိုထောက်ပို့ပေးနေတဲ့လူတွေအလူငွေအလွဲသုံးစားလုပ်ပြီးတော့စီးစိမ်ခံစားနေတယ်เนาะဒီချိန်မှာ PDF တွေကဘယ်လောက်ဒုက္ခရောက်နေလဲဆိုတော့ပတ်ရှူသွေးခွဲမှုနေလဲသူတို့ကျင့်သုံးတယ်ကြည့်ပါလိမ့်မယ်အခုဖြစ်လာတဲ့ပြဿနာတွေတကယ်ကိုကျိုးအလွဲသုံးရှာပြီးလုပ်တဲ့လူတချို့ရှိပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ no man perfect တော်လိုင်းရေးတိုင်းမှာကိုကျိုးအခွင့်ထူးရှာစားတဲ့ကော်စောလိုက်သမားပေါ့နော်ဟိုစစ်နဲ့ငင်းငင်းရေးထဲကဟိုဟာတွေကလို့ပေါ့ American ပြည်တွင်းစစ်ဟိုကားတွေကလို့ပေါ့ဗါလဲ Gone with the Wind ကားတွေကလို့ပေါ့ကော်စောလိုက်သမား Yankee လို့ပေါ့ Red Butler လို့ပုံကိုယ်တွေကတော့ခေတ်တိုင်းမှာရှိတာပဲဒီတော်လိုင်းမှာလဲကိုကျိုးစီးပွားတဲ့ရလိမ့်မလားဆိုပြီးတော့ဖျားခင်းတဲ့လူရှိနေသေးတာပဲเนาะအဲ့တော့အဲ့ဒီသူတို့တွေကအဲ့မှာတစုံတစ်ယောက်ကအခါလေးလေသူတို့ထောက်ဖို့လောကမှာဖြစ်စီတော်လိုင်းနေပယ်မှာဖြစ်စီဘယ်လောက်ထိသူတို့ကဟို PPE ဘယ်လောက်လုပ်နိုင်လဲဆိုတော့ကျွန်တော်တို့ဂွင်းဆက်ဖော်ထုတ်ရရှိတဲ့တချို့ချက်လက်တွေလေးလာခြင်းအရာဒီကိုစီယာတော့ကိုဖြိုးစီယာတော့တို့ဖမ်းမခံရခင်ကာလပေါ့နော်အဲ့ဒီကာလအထိကိုဒီဖက်စစ်အကြမ်းဖက်ကအသွင်ယူပြီးတော့ထိုးဖောက်နိုင်တဲ့လူကဘယ်လောက်ထိထိရောက်ခဲ့တယ်လဲဆိုရင်ရန်ကုန်ရဲ့အချက်ချကြတဲ့ဒီဖောက်ခွေးနဲ့တိုက်ခတ်ရေးလက်နက်တွေပေါ့နော်လက်နက်ခရမ်းတွေကိုတိုးလောင်ထိမ့်သိမ်းရတဲ့တာဝန်ခံအဆင့်ထိကိုသူတို့ဝင်ထိုးပေါက်တယ်ဘာလို့ထိုးပေါက်လဲနော်သူကဘာလို့လဲဆိုတော့တကယ်လှုပ်နေတဲ့ဒီပသိမ်ချောင်းသားဘက်ကတယောက်ကိုဖမ်းလိုက်တယ်ဖမ်းပြီးရိုက်နဲ့ညှင်းမှနှိပ်စက်ပြီးတော့စီယုံသိမ်းလိုက်တယ်မင်းအသေးခံမလားမိမိသားစုတွေပါအသက်ခံမလားအသက်မခံနိုင်ဘူးဆိုပြီးတော့ငါခိုင်းတယ်လို့ဟုတ်ကဲ့ကျွန်တော်လုပ်ပါမယ်ဟိုကောင်ကဒူးထော်လက်မြောက်လိုက်ရိုက်နဲ့ညှင်းစက်မှုတန်းကြောင့်ဖြစ်စီငါကစိတ်ဓာတ်မခံတော့ဖြစ်စီသူလုတ်ခဲ့တဲ့ network တွေနဲ့ပတ်သက်လို့ဖော်ပေးလိုက်ဟုတ်ပါတယ်ကျွန်တော်ဘယ်လမ်းကြောင်းဘယ်လိုရတာပါအေးဟုတ်ပြီမင်းဆက်ပြီးမင်းသေးသေးနေပြီးမင်းဆက်ခိုင်းတာလို့ခိုင်းတယ်လို့ပြီးလို့ချင်းမင်းလူတွေကတောင်းဆိုလာတဲ့ခါလက်နဲ့လိုချင်တာမင်းရှာပေးတဲ့လက်နဲ့ကိုစက်ကပေးတယ်အဲ့တော့ NUG ဘက်ကထိပ်ပန်းအဝေးကနေလုံနေရလို့ဟာဒီကောင်လေးမဆိုးဘူးပေါ့အမှန်တရားမို့ဒီကောင်ကအဖမ်းခံလိုက်ရပြီထိန်းချုပ်ခံလိုက်ရပြီမတက်တာလို့သူကဟန်ဆောင်နေရပြီသူဘေးနာတောက်လျှောက်ဟို SB တို့ဒီစားဖောက်တော့သူဖုံးပြောပါပြောအကုန်လုံးကြည်ထားပြီသူပြောတခေါမှားလို့မရအောင်သူထိန်းချုပ်ထားပြီးတော့စကားပြောခိုင်းတော့ဟိုဟုတ်ပြီအေးမင်းဘယ်နေရာမှာမင်းလက်နဲ့ဘလူရှာပြီးဟာအခုကျွန်တော်ရှာပေးပါမယ်လက်နဲ့အမှန်တရားစစ်တက်ကထုတ်ပြီးလက်နဲ့အေးဘယ်နောက်မင်းခွဲလိုက်ဟောလိုက်အိုးစစ်တက်ဘယ်နောက်ခွဲအေးတော့ခွဲလိုက်အမှန်တရားခွဲတာဖက်စစ်ကြမ်းဘက်ကသူကသူခွဲတာအကောင်လေးမင်းလောက်တာတော်လိုက်အမှန်တရားမဟုတ်ဘူးဒီကောင်ကထိုးခိုင်းတာကိုဂျားကဝင်လုပ်ပြီးနေတာဖက်စစ်ကြမ်းဘက်ကလုပ်ပြီးတယ်လုပ်ပြီးတော့ယုံကြည်ချက်ရသွားတော့အေးဟုတ်ပြီတာဝန်ရှိတဲ့လူပါပေါ့ဗျာတယောက်ယောက်ပေါ့ဘယ်သူဖြစ်မလဲတော့မသိဘူးအေးဟုတ်ပြီဒါဆိုရင်ငါတို့လက်နဲ့ဒီပို့မယ်မင်းစိတ်ချယုံကြည်ရတဲ့လူတယောက်ကိုရှာတကယ်စိတ်ချရလားရှိတယ်ဆရာကျွန်တော်မှရှိတယ်နောက်ကနေပြောခိုင်းတာရှိတယ်လို့ပြောခိုင်းတာအဲ့ဒါဆိုရှိတယ်အေးဟုတ်ပြီဘုဒ္ဓနာမည်ပေးဆိုတော့အဲ့မှာဘုဒ္ဓပဲကိုလျှို့ဝှက်နာမည်ဘယ်သူကတော့ဖြစ်ကျွန်တော်ယုံကြည်စိတ်ချရတယ်ဟုတ်ပြီသူ့လက်နဲ့ခရမ်းတာဝန်ခံလေးခန့်လိုက်တယ်ဟိုကနေနည်းနည်းပို့လာတယ်သူကထိမ့်ပြီးနေတယ်အမှန်တည်းအဲ့ဒီကတက်ကခန့်လာတယ်စစ်တပ်အကြမ်းမဲ့စစ်တပ်ကခန့်လာတာဘူကြီးဒီဘက်တော်လိုင်းယူဂျီထဲမှာလာပြီးတော့လက်နဲ့ခရမ်းထိန်းသိမ်းစတိုမန်တာဝန်လာယူလာသူကလာပြီးတော့မင်းသေးပဲလုံနေတာမင်းသေးပဲဘာမှ तू မသိတော်လိုင်း तू တကယ်စိတ်ပါလဲပါလုံနေပုံစံတိုင်းမင်းသေးတယ်တံပြန်အဖြတ်မောက်လို့ရတယ်လို့တဲ့ကျွမ်းကျင်လေးလာရှိမင်းသေးတယ်နော်ဒါတွေကျွန်တော်သိဖို့ပြောပြနေရနော်လုံးဝယုံကြည်မလွယ်ဖို့နဲ့အရာတိုင်းမှာအဖြတ်မောက်ရှိတယ်အသွင်ယူတတ်တဲ့လူရှိတယ်တော်လိုင်းကြီးကိုဖျက်ဆီးအောင်နီးပေါင်းစုံနဲ့လုံနေနီးလန်းနေရှိတယ်ဆိုကျွန်တော်ပြောပြတယ်အဲ့တော့အဲ့ဘူကြီးကခက်တီတီနဲ့ तू ကစတိုမန်တာဝန်ယူထားတယ်ယူထားပြီးတော့ဒီကနေဆက်ဘက်ကနေပြီးတော့ဖောက်ခွေးမိုင်းနေဘာညာတွေပို့ပြီးတော့လက်နဲ့ခရမ်းပို့โอเค तू လှုပ်ပြီးတိမ့်ပြီးထိုးတိမ့်ပြီးတခါလေ तू ကတော့မှ तू နီးသူကနေရှာပြီးတော့လဲပြပုံးနေရလာရမှာပေါ့နောက်က तू ကိုတော့ तू သွားယူလာတာဟုတ်ပြဓာတ်ပုံတွေရိုက်ပြီးတော်လိုက်တာပေါ့ဒီစတိုမန်အဲ့ဒီမှာ तू ကဘာလုပ်တယ်လဲဆိုတော့နော်ဘာလုပ်တယ်လဲဆိုတော့ဟိုကပို့လာတဲ့မိုင်းတွေ तू က तू ရှာဖွေပြီးတော့စုဆောင်းလာတယ်ဆိုတော့မိုင်းတွေမှာနီးပညာနဲ့ထည့်တဲ့ GPS တွေမြုပ်ပြီးပြန်အုပ်ထားလိုက်တယ်ပြင်ထည့်လာလိုက်မိုင်းတွေနော်ဟိုကနေထည့်လိုက်တဲ့ရမ်းပြင်းတွေဘယ်ပမာဏကိုဘယ်လိုပဲခွဲရမလဲဆိုရမ်းပြင်းပမာဏတွေမှာဖက်စစ်ကြမ်းဖက်ကပေးလာတယ်ရမ်းပြော့နဲ့လှဲထည့်လိုက်တယ်ရမ်းပြင်းလို့ရေးထားတဲ့နေရာမှာရမ်းပြော့ထည့်ထားတော့နော်
အဲ့လိုပုံစံနဲ့သူကလုပ်ပြီးတော့လာထုတ်တဲ့လူဒီကထုတ်နေတယ်ဘယ်ယူကြည့်ဘယ်လိုလာထုတ်မလဲโอเคတောင်းဝင်ကြည့်တယ်သူထုတ်ပေးမယ်ဟုတ်ကဲ့အမလေးသူတို့တော့လူညုံစိတ်ချရလို့မရှိဘူးထုတ်ပေးမိုင်းနေထုတ်ပေးသူကတူမန်းကစစ်တပ်ကခံထားတယ်ဖက်စစ်ဂျန်ဖက်တက်ကလူယူကြည်တွေကတော့မသိတော့ဘူးရိုးသားစွာနဲ့ငါတို့ချိတ်ဆက်ပြီးတယ်စစ်တို့ဝဲခိုးစောပွဲနဲ့တကယ်ဂျင်းစ်ဝင်းရုပ်ရှင်တွေခါတိုင်းမလိတဲ့ဘက်ရိုက်ခံခဲ့ရတာနော်တကယ်ဖြစ်ခဲ့တယ်ဖြစ်စင်နော်အခုတော်တော်များများထောင်ထဲမှာအဲ့ဒါရှိပြီးတချို့တက်ခံလိုက်ရတယ်နော်အဲ့တော့မိုင်းထည့်ပေးလိုက်တယ်ယူကြည်လေးတန်မှုဘယ်နေရာမှာဘယ်စခန်းကိုမိုင်းခွဲမယ်သူရဲ့အသက်နဲ့ရင်းပြီးတော့ခွဲဖို့သူသွားသူတည်သွားတဲ့မိုင်းထဲမှာ GPS နဲ့တောက်လျှောက်လိုက်ကြည့်ဘယ်ကိုသွားလဲဘယ်လိုလုပ်လဲဘယ်လိုနဲ့တွဲဆိုတာ location အကိုလိုက်ဆောက်နေသူ့မှာမသိချအောင်ကျွန်တော်တို့မှာ GPS ပါတယ်မပါဘူးဆိုတော့ကြည့် electronic sensor အဆင့်ထိကျွန်တော်မှမတတ်နိုင်ဘူးမန်နေဂျာအဲ့အဆင့်ထိကိုကျွန်တော်တို့ကကြိုပေးပြီးတော့ဘယ်နေရာမှာမဆိုဆိုင်ကယ်ပဲရလာလက်ပစ်ဘုံပဲရလာ electronic magnet တွေဟုတ်လား James Bond ကားထဲမှာတော့ဗျာ James Bond မှတ်မိမှာပေါ့1960လောက်ရက်တဲ့ထဲမှာတော့သူ့ရဲ့အိယာမှာအတန်ဖန်းဆက်တက်ထားမထားလားအတန်လစ်ဆက်တက်ထားမလားတီ electronic sensor 1960လောက်ကတည်းကသုံးနေတဲ့ဟာတွေကျွန်တော်တို့အခုမှကျွန်တော်တို့ဒီနည်းပညာတွေသိဖို့လိုတယ်လက်ပစ်ဘုံထဲမှာ GPS ထည့်ပေးလိုက်တယ်မသိဘူးယူသွားထောင်းဟာချက်ချင်းလာဖမ်းပြီတော်လားကြီးလားဗောဒီကတော်တယ်မဟုတ်ဘူးစောကြီးတဲ့ဒီဘုံကလည်းသူတို့လုပ်ပေးတဲ့ဘုံထဲမှာ GPS ထည့်ပြီးတော့ဘယ်သူလာယူသွားတယ်ဆိုတာ तू ကသတင်းပုတ်ပြီးဘယ်နေ့ဘယ်ကဘယ်လိုပုံစံဝစ်စင်ထားလူကဘယ်လိုဖုန်းနံပါတ်နဲ့ဆက်သွယ်လိုက်ဘယ်ချိန်မှလာယူသွားဘယ်ထွက်သွားလိုက်ဟိုကောင်သတင်းပို့လိုက်အနောက်ကကောင်လိုက်သူတို့တော်လို့မဟုတ်ဘူးကျွန်တော်တို့တကွက်နောက်ကျခဲ့တာဒါလေးအခုကျွန်တော်ကပြောပြပြီးတော့အခုဒီຢာတွေသတိထားဖို့ပေါ့နော်ပြောပြတာပေါ့အဲ့တော့စောစောဆက်ကားလက်ဆက်လေးဆက်သွားလိုက်အောင်အဲ့တော့ထောက်ပို့တွေနဲ့ပတ်သက်လို့သူတို့တွေးခွဲတာပေါ့နော်အခုဆိုရင်တော်တော်များများကထောက်ပို့တွေနဲ့ပတ်သက်ပြီးအချင်းချင်းကြားထဲမှာပြိပခါတွေဖြစ်ကုန်တင်းနေကဘလို့နိုင်မိုးကဘလို့အမှန်တကယ်မှုပဲဖြစ်တဲ့မိဘလေးတိတိလေးဖြည့်ရှင်းနိုင်ရင်ညင်နေလုံနိုင်ရင်တကယ်သွင်ယူလုံနေတဲ့လူမှန်ရင်တကယ်ကိုကျိုးစီးပွားရှာပြီးလုံနေတဲ့မှန်ရင်ကျွန်တော်တို့အားလုံးကကြစ်လေးနဲ့ဥပဒေနဲ့အေးစေးပေါ်ထုတ်ပြီးဖြောက်သွားလို့ရတယ်ဒီကောင်တွေရဲ့အသွေးခွဲတဲ့အဆင့်ထိကိုကြီးမားကျယ်ပြန့်တဲ့နောက်ဖြစ်သွားဖို့ကျွန်တော်တို့မလိုဘူးဖြစ်စဉ်တစ်ခုကိုတာဝန်ခံမှုရှိတဲ့အဖွဲ့အစည်းကိုဓာတ်ရိုက်မတင်ပြဘဲနဲ့တူတူတိတိမတင်ပြဘဲနဲ့online မှာဘယ်ဒီကတော့ဘယ်လိုဖြစ်တဲ့ညာဆိုပြီးအရှုပ်တွေဖို့တွေအပြန်လန်ခြေပပြီးတော့ဆဲဆူရန်ကတိုက်ခိုက်တာဒါတကယ်တော့ဖြည့်ရှင်းတဲ့နည်းလမ်းအမှန်မဟုတ်ဘူးเนาะဖြည့်ရှင်းတဲ့နည်းလမ်းအမှန်မဟုတ်ဘူးအဲ့တော့အဲ့လိုမျိုးလုပ်ဖို့ပြန်ကြံစီနေတဲ့လူတွေလှုပ်ရှင်နေတဲ့လူတွေကိုကျွန်တော်အခုရကြိုတားခြင်းဒေါ်လာရင်းနဲ့ပတ်သက်လို့နှုတ်လုံပါသတင်းလုံပါလုံခြုံရေးတတိအမြဲတမ်းရှိပါမိမိကိုချင်းစာရေးတာကိုအမြဲတမ်းဒီဇိုင်းမှန်ခိုင်မာအောင်ဆောင်ပေးပါအခုသူတို့ဥတီထားတဲ့ energy ထောက်ပို့တွေကအလူငွေကိုအလဲသုံးစားလို့စီးစိမ်ခံစားနေတယ်ဆိုတဲ့ပုံရိပ်ထဲမှာထောက်ပို့ fundraiser လုပ်နေတဲ့လူတီးတီးလေးရစကြီးကြီးတီဘယ်သူမှမပအောင်လို့အထူးသတိထားပြီးတော့เนาะစူးစမ်းပေးပါစင်းစရာတွေတက်နိုင်တော့လုပ်ပေးပါကိုကျိုးစီးပွားအတွက်တစုံတစ်ယောက်ကရှာစားတာမျိုးဖြစ်ခံလို့မရအောင် team နဲ့เนาะ committee တိချဖွဲ့ငွေကန်ရဘယ်သူစင်းတရားဘယ်သူခွဲဝေဖြန့်ဖြူးရေးအတွက် transport လုပ်တဲ့ထောက်ပို့ကဘယ်သူအားလုံးပေါင်းစင်းချုပ်မှတ်တမ်းတိချလို့တော်ရင်အလွန်မှာဒါတွေအားလုံးကကိုယ့်ရဲ့ဂုံပုတ်တွေအတွက်ကိုယ့်ရဲ့ credit တွေဖြစ်လာမှာဖြစ်တယ်เนาะအဲ့တော့သူတို့ကတော့တစုံတစ်ယောက်ကအလူငွေလွဲသုံးသွားလုပ်တယ်ဆိုတဲ့သတင်းအနှံ့ရတယ်ပဲဖြစ်စီတချို့ကြတော့လေ fundraiser ထဲမှာသူတို့လူကိုထည့်ထားတယ်တစ်ချိန်ကြလို့ရှိရင်အတွင်းသတင်းတွေလည်းယူထားလက်စားနေယူနေနေမှာတစ်ချိန်ကြရင်အရေးကြီးလို့တွေးခွဲဖို့လိုလာ fundraiser ဘာဖြစ်တယ်ဆိုတဲ့တေချက်ကိုလုပ်ဖို့ဒီလူကိုစသုံးမှာမနေ့ကသူတို့ထည့်ထားတယ်လူငိုတွေကဒီငွေကြီးခိုင်းလို့ရှိရင်ဘာမှမဆိုလုပ်မယ်ဆိုတဲ့လူမျိုးကိုသူတို့ကနှစ်ရှည်လာများပုံသွင်းပြီးထည့်ထားတာရှိတတ်တယ်အဲ့တော့အဲ့ဒီလူတွေကိုတစ်ချိန်မှလည်းထုတ်သုံးလာမှာကို view site ပါအဲ့တော့ PDF တွေကဒုက္ခအရန်ရောက်နေတယ်နော် PDF တွေကဒုက္ခအရန်ရောက်နေတယ်fundraiser တွေကြတော့ဘလို့ချမ်းသာနေတာစတဲ့ဥစ္စာတွေကိုသူတို့ကတွေးခွဲတတ်တဲ့အနေအထားရှိတယ်အဲ့တော့ post တွေကိုသတိထားပြီးဖတ်ပါအဲ့လိုမျိုးတဲလာပြီဆိုရင်ငါတို့စိတ်သက်စစ်စင်သူတို့လှုပ်လာတယ်နော်ငါတို့ fundraiser တွေရှိကိုအလူငွေမလူပြင်းတော့မလူနိုင်တော့အောင်သူတို့တွေးခွဲလာတယ်ဆိုတာကိုသူတို့လှုပ်လာတယ်လို့သတိထားပါနောက်တစ်ခုကကြပါလဲဆိုတော့ PDF တွေ ERO တွေရပါတော့နော် PDF တွေနဲ့ ERO ကြားကိုထပ်ပြီးတွေးခွဲတာ ERO ဆိုတာကချင်လို့နော်KNU တို့ချင်းပေါ့ ERO တွေနဲ့ PDF လေးတွေ PDF ကနောက်မှလာပညာသင်ပြီးစစ်ပညာသင်ပြီးပြန်ထူထောင်ရတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပေါ့ဗျာ ERO ဆိုတာတကယ်တော့ကျွန်တော်တို့ PDF တွေခေါင်းကန်ဖခင်သဘောတော်လိုင်းရေးတပ်ဦးရဲ့ရှေ့ဆောင်တွေလို့ဆိုတဲ့သဘောတော်လိုင်းရေးအတွေ့အကြုံဝါယွင်းတို့အတွေ့အကြုံတွေမျှဝေသင်ကြားပေးနေအကိုကြီးတွေအဖအရာတွေပေါ့အဲ့ဒီဟာကိုလည်းထပ်ပြီးတော့သူတို့တွေးခွဲတယ်မသိမ PDF တွေကိုရှေ့တန်းနေအသေးခိုင်းနေအသေးခံခိုင်းနေတို့တက်မှာခွန်ကဘလို့ဖြစ်တယ်တက်မှာ6ကဘလို့ဖြစ်တယ်တို့စသဖြင့်တွေးခွဲပြီးတော့ PDF တွေနဲ့ ERO တက်တွေကြားတိုင်းသားတွေကြားမှာတွေးခွဲတယ်ဒါကိုလည်းကျွန်တော်တို့ကသိဖို့လို့တချို့အပိုင်းတွေမှာတချို့စိတ်ပိုင်းတွေမှာ PDF လေးတွေနည်းနည်းလေးအမြင်မကြည့်တာသူတို့ပြစ်ချင်မဲ့ပြစ်ခွင့်မပေးတဲ့ ERO တွေရှိတဲ့ကြောင့်တချို့တွေကထွင်လွဲတာရှိကောင်းရှိနေပါလိမ့်မယ်ဒါတွေကိုလည်းကျွန်တော်သဘောထားကြီးကြီးနဲ့
ကျွန်တော်တို့ရဲ့တော်လိုင်းကြီးပြီးမြောက်ဖို့ဆိုတာ ERO တွေအားလုံးနဲ့ PDF တွေအားလုံးနဲ့တစ်စိတ်တည်းတဝမ်းနဲ့ညီမချက်တစ်ခုတည်းကိုเนาะဒီ chain of command တစ်ခုတည်းနဲ့တွားနိုင်တဲ့နေ့ရောက်မှပြီးမယ်ဆိုတာကိုကျွန်တော်တို့သတိထားပြီးတော့တီးခံတိတာတီးခံအမျိုးမြင်ကြီးကြီးနဲ့ရှေ့ဆက်ပြီးတကွက်ကြော်ကြည့်တင်တာကြည့်သူတဖြင့် ERO အားလုံးကိုကျွန်တော်တို့ကလေးစားဂုဏ်ယူမှုနဲ့တော်လိုင်းပြီးမြောက်တဲ့အထိလက်တွဲမဖြုတ်စမ်းဆက်သွားဖို့လိုတော်လိုင်းပြီးရင်လက်တော်လိုင်းပြီးဘယ်သူမှ ERO မလုပ်တော့ဘူးလေအားလုံးမှာတရားဝင်တမတော်တရားမှာထမ်းကျင်တယ်လို့ထမ်းမထမ်းကျင် easy အနားယူကိုယ်ပိုင်စီးပွားလုပ်ကြမှာတူတယ်ဘယ်သူကတော့တနက်တစ်ချိန်လို့တစ်လုံးကင်ပြီးတော့အတက်နဲ့ရင်းနဲ့လုပ်ရတဲ့လုပ်ကိုလုပ်ပါလေဟုတ်နော်အဲ့တော့ကျွန်တော်တို့က PDF နဲ့ PDF တွေကရှေ့ကနေအသေးခံနေရတယ် ERO ကနောက်ကပဲလိုက်တာတွေ့လား PDF တွေမင်းတို့လုံစားဖို့သူတို့ကလုံနေတာစသဖြင့်တွေးခွဲတဲ့ post တွေတွေးခွဲတဲ့အရေးသားတွေတွေးခွဲတဲ့အပြောဆိုမျိုးပြောလာတဲ့လူတွေ့ရင်သတိကြီးထားတော့နော်ကျွန်တော်ပြောတဲ့အချက်လက်တွေနဲ့ပတ်သက်လို့နည်းနည်းလေးပုံစံဆင်းတူးတဲ့ဒီကွင်နဲ့ဝင်တဲ့ပုံစံမျိုးပြောလာပြီဆိုရင်ကိုတော်လန်ရေးဘက်သားပင်ဖြစ်လက်ကစားအသွင်ယူထားတဲ့လူဖြစ်နိုင်တယ်ဆိုတဲ့သတိကိုကျွန်တော်တို့ထားပါအခုကျွန်တော်တင်ပြသွားတဲ့အချက်တွေနဲ့ပတ်သက်လို့ PDF တွေခံနေရတဲ့ ERO ကမင်းကဘာလဲကွာဆိုတဲ့အပြောဆိုကိုတော်လန်ရေးနေတဲ့မှာတစုံတစ်ယောက်ကလေတန်းဟလိုက်ပြီလားသတိကြီးထားတော့အဲ့လိုနော်နောက်တစ်ခါကျ ERO အဖွဲ့ချင်းချင်းသူကပြန်ခွဲတာတွေ့လားကချင်နဲ့ကရင်နဲ့ကဘလို့မှတွဲလို့ရမှာမဟုတ်ဘူးတွေ့လားဝါသူ့တူတူချနေတာရှမ်းနဲ့ဘလို့မှမတဲဘူးရှမ်းဖွဲ့ဝါတက်ချိတ်တော့မှရှမ်းနေခါတော့မှရှမ်းနေမြေပြောက်တော့မှစသဖြင့်သူကရှမ်းနဲ့ဝါကိုတိုက်မယ်ရှမ်းရှင်းချင်းကိုတိုက်မယ်နောက်တအောင်းနဲ့ကချင်ကိုတိုက်မယ်ကချင်နဲ့တခါဒီချင်းနဲ့ကိုတိုက်မယ်ချင်းနဲ့တခါမြေပြန့်မှာဒီဗမာတွေတိုက်မယ်ဒီလက်ပတ်ပြီးသူတို့တိုက်နေရန်တိုက်ပေးနေတာကျန်တဲ့ဘုံကျဲတိုက်တာစစ်ပွဲနဲ့တိုက်တာတစ်ဖက်ကရန်တိုက်တာရန်တိုက်ယူမတက်အောင်စီးလို့ညွမရှိအောင် ERO ချင်းချင်းမှလည်းမတက်အောင်သူတို့လုပ်နေဘာကြောင့်လဲ ERO တွေညီညွတ်ပြီးတော့မျိုးသားတမျိုးသားလုံးရဲ့လွတ်လပ်ခွင့်နဲ့တန်းတူညီမျှရှိတဲ့နိုင်ငံတော်တည်ကြည်ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ဖို့ဆိုရင် ERO အားလုံးညီညွတ်တဲ့နေ့မင်းအွန်လိုင်းကြာဆုံးတဲ့နေ့ဒါကိုသိလို့ ERO တွေကိုမညီညွတ်အောင်ညီပေါင်းစုံနဲ့ NC နဲ့ဗန်းပြတယ်ပါမစ်တွေနဲ့ဗန်းပြတယ်ဟိုစုတစိတ်အတင်းလေပြင်းမှာဆွဲပြီးတော့ဆွဲခေါ်ပြီးတော့သူတို့ဘက်သားဖြစ်လျောင်းဖြစ်ကြောင်းအတင်းစီးုံနဲ့ဘူဂျိုကြီးရွှေစင်ဘူဂျိုကြီးခမရဆိုပြီးတော့ဟိုနာမည်သူ့အတူဂုံတိခါရကိုဆောင်ထင်းနေတဲ့လူမျိုးကိုခေါင်းဆောင်မျိုးတွေကိုပြက်သွားဂုံတိခါရပျက်စီးသွားဇာတိတအရာလူတကာရဲ့ထင်မြင်အထင်လွဲသွားသူတို့ပုံရိပ်မျိုးနဲ့ပုံဖြတ်တယ်နောက်ပုံဖြတ်ခံရတော့လူလျော့သူတို့ဘက်သားလို့ပုံစံဖြစ်သွားအောင်လုပ်တယ်ဒီလိုနဲ့ပဲချမ်းချင်းချင်းလည်းမတက်အောင်သူတို့လုပ်တယ်ဒါ ERO တွေချင်းချင်းအကွဲပြဲဖြစ်နေဖို့သူတို့စူးစမ်းတဲ့ဝါဒဖြန့်ချီဖို့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်နောက်တစ်ခုကကြတော့တော်လိုင်းဘက်သားချင်းချင်းမတက်ဘူးလုံးကျန်တက်ဖြတ်မှုတွေဖြစ်နေတယ်ဆိုပုံရိပ်မျိုးဖြစ်အောင်တော်လိုင်းချင်းချင်းထဲမှာတွေ့လားမင်းတို့ဘယ်နေရတော်လိုင်းသမားတော့ဘယ်နေရတော်လိုင်းသမားကိုဘယ်လိုလုပ်လိုက်တာတွေ့လားဒါဥပဒေမဲ့တက်ဖြတ်မှုတွေသူတို့ကစကျူးလွန်နေတာသူတို့ဘယ်လိုလုပ်ဒီလူဒီရှက်ဒီမိုကရေစီကိုရနိုင်မှာလဲအဲ့လိုပုံရိပ်မျိုးတွေဖြစ်အောင်တချို့နေရာမှာတော်လိုင်းဘက်သားချင်းချင်းကြားတယ်မှာသူတို့ကဝင်လုပ်ကြံလိုက်တယ်ဝင်တက်လိုက်တက်ပြီးရင်သူတို့ကဥအောင်တော်လိုင်းချင်းချင်းတက်တဲ့ပုံရိပ်မျိုးဖြစ်အောင်သူတို့လုပ်တယ်အသွင်ယူပြီးတော့အလန်ရှူလုပ်တယ်ဒီလိုဖြစ်စဉ်မျိုးတွေပဲကျွန်တော်တို့သတိထားဖို့လိုသလိုတော်လိုင်းဖက်တော်သားချင်းချင်းဘယ်တော့ခါမှတရားလက်လွတ်မပြုမှုကိုကျွန်တော်တို့သတိအကြီးကြီးထားဖို့လိုပါတယ်သို့တော့ဟန်ဆောင်နေတဲ့လူအသွင်ယူနေတဲ့လူသူတနက်ကိုတနက်လုံမှုယူပြီးမရှင်းမှမရဘူးဆိုတဲ့အနေထားမျိုးတော့လုံမှုယူရှင်းရမှာပေါ့သူတနက်ကိုတနက်ကိုသူဥအောင်ပြစ်လိုက်လို့ကိုတည်သွားမှာဆိုတဲ့အချိန်မှာကိုကဥအောင်တော့ပြစ်ရမှာပဲဒါဒီအနေထားကိုကျွန်တော်မဆိုလို့เนาะအဲ့တော့တော်လိုင်းပဲသားချင်းချင်းမတည့်ဘူးလုံးချန်တက်ဖက်မှုတွေဖြစ်နေတယ်ဆိုပုံစံမျိုးဖြစ်အောင်သူတို့ကဆောင်ရွက်နေတယ်ဒါကိုလည်းကျွန်တော်တို့ဘက်ကသတိကြီးကြီးထားပြီးတော့ကျွန်တော်အခုချက်လက်တွေအများကြီးပို့လာပြီ message ညားနေပြီးတော့အသွင်ယူနေတဲ့လူဘယ်သူဖြစ်တယ်ဘယ်သူကဘာဖြစ်တယ်ကျွန်တော်အချက်လက်တွေအများကြီးရတယ်ကျွန်တော်ဖော်ထုတ်ပေးမယ်မကြခင်နော်ဖော်ထုတ်ပေးမယ်ဘာလို့ဆိုအထဲထဲမှာဟိုကသူတို့ကတိသွားပြီသူတို့တို့လို့မအောင်မြင်နိုင်ဘူးတက်ကခိုင်းလို့လုပ်တဲ့အလုပ်တွေဟာဂုံတိတ်ကရရောဒီမိမိရဲ့ဆွေမျိုးသားချင်းတွေရဲ့ဆက်လက်ပြီးတော့ဒီမြန်မာပြည်မှာဆက်နေဖို့အရာရောဘလို့မှမစင်မပြေတော့ဘူးဆိုတော့သူတို့တိတော့အများစုတော်တော်များများတွေကဖော်ထုတ်လာကြတယ်ကျွန်တော်ပူပေါင်းလာကြတယ်သူတို့ခုလုပ်ရက်တွေဒီလိုလုပ်နေရတယ်ဆိုတော့သူတို့ကိုယ်တိုင်ပြောပြလာတာနော်အဲ့တော့ဒီကျွန်တော်တို့ပြီးလဲပြီးတော့သူတို့ဘာဆက်လုပ်လဲဆိုတော့အခုကျွန်တော်လူမျိုးပေါ့သူတို့တောက်လျှောက်တိလင်းလင်းထိထိရောက်တိုက်ခိုက်နေတဲ့လူမျိုးကို Facebook ကိုဝိုင်းပြီးတော့ report ထုတ်တာမျိုးတွေလုပ်တယ်နော် YouTube မှာ live လုပ်လို့ရှိရင် earning လုပ်လို့မရတဲ့ဒီလန်ပုံစံမျိုးပြောင်း report တွေဝိုင်းထုတ်တယ်ညီပေါင်းစုံတွေပေါ့ကျွန်တော်တိုက်ခိုက်နောက်ရှစ်ကြတယ်ပေါ့နော်ဒါသူတို့လုပ်လို့ထားရှိတဲ့လုပ်တွေပါအဲ့တော့သူတို့ရဲ့စောင်းချက်တွေကိုကျွန်တော်တို့ကတေချာသတိကြီးထားပြီးတော့ဆောင်ရန်ရှောင်ရန်ပြီးတံပြန်ကျွန်တော်ဘက်ကလုံမှုယူခြေဖြတ်ဖို့လိုတယ်နော်လုံမှုခြေဖြတ်ဖို့လိုတယ် Telegram channel မှာအခုတင်လာတဲ့စိန်တူဝါကြီးဘာဖြစ်တဲ့တခုံးပြောနောက်နေ့တကယ်ဖမ်းသွားသူတို့ကလုံမှာပဲသူတို့လုံနိုင်တဲ့နေရာဖက်စစ်လူရက်ဖက်စစ်လူရက်ဖက်စစ်ဝါဒဖက်စစ်အသွင်သဏ္ဍာန်
ဖက်စစ်ရဲ့စီးမြင့်သူသွားနေတာဖြစ်တဲ့ကြောင့်သူတို့ဖက်စစ်အလုပ်မှာပဲဒါကိုကျွန်တော်တို့ကသိရှိပြီးတော့လူအားနဲ့နော်တော်လိုင်းသတိကြီးမားထားပြီးတော့မကြခင်မှာကျွန်တော်တို့အားလုံးစီစီလုံးလုံးနဲ့လုံးဝအဖြေရှိတဲ့ဒီတော်လိုင်းအောင်ပွဲနီးကပ်မှုအနေထားတစ်ခုကိုမကြခင်မှာရောက်မှာတော့သိကြတယ်ဒါကတော့ကျွန်တော်ပြောလို့ရတယ်နော်ဒီတစ်ခုတော့ကျွန်တော်ပြောလို့ရတယ်အဲ့တော့မိတ်ဆွေတွေရာသီရမ်းပူပြင်းတဲ့အချိန်မှာယူဆိုင်ကြပါနော်အားလုံးဘေးကင်းရန်ရှင်းပါစေလုံခြုံရေးသတိရှိပါစေထောက်လန်းရေးသတိပြပါစေစီယုံရေးသတိလည်းစီယုံရေးအတိလည်းပြပါစေနောက်တစ်ခါနောက်10နှစ်15နှစ်မှာဆက်လုပ်ရမယ့်အလုပ်တွေအတွက်လည်းအခုကတည်းကခွန်အားအတိဉာဏ် planning စီမံချက်ကြိုတင်ပြင်ဆင်နိုင်ပါစေ3နှစ်လောက်ပညာရေးပိုင်းဆိုင်ရာပြက်ကွက်သွားတဲ့အတွက်ကြောင့်မိမိရဲ့ရင်သွေးရတနာလေးတွေကိုလည်းဉာဏ်ပညာအသိဉာဏ်စင်ကြင်ုံတရားနဲ့ ethic ကျင့်ဝတ်တွေအရာသူ့အသက်အရွယ်လိုက်တည်တည်ထိုက်တဲ့အတွေးခေါ်စင်ကြင်ုံတရားသင်္ချာဒါအင်္ဂလိပ်စာစတာလေးတွေကိုတော်လန်ရေးတစ်ဖက်မှာလုပ်နေရင်းနဲ့ကိုသားသမီးလေးတွေကိုလည်းရတာနဲ့များနီလန်မောင်းစုံကိုတုံးပြီးတော့ပညာမျှဝေသင်ကြားပေးနိုင်ပါစေ။ကျောင်းမှာဖြူစင်ဝတ်စုံဝတ်သွားပြီးတော့စစ်ကြုံပညာရေးနဲ့ဒူးထောက်ဖို့လွတ်ပေးတာထက်နော်မိမိအိမ်မှာမိမိ brighter volunteer ဆရာမနဲ့ online ချိတ်ဆက်လို့ဖြစ်စေမြေပြင်မှာဖြစ်စေဖခင်မိခင်အကိုအမတွေကဖြစ်စေကိုသားသမီးကိုတူမောင်ကိုညီမလေးတွေကိုပညာရေးအဆက်ပြတ်မတော့အောင်ငါတို့မှာဒါတော်လိုင်းရေးတာဝန်ရှိတယ်ငါညီလေးငါမောင်လေးငါသားငါတူလေးကိုပညာရေးဆက်မပြတ်အောင်တစ်ဖက်ကလည်းတော်လန်တိုက်ပွဲကိုကြိုးစားရင်တစ်ဖက်ကလည်းပညာသင်ပေးဖို့ကြိုးစားရင်ဆိုတဲ့ပုံမခွန်အားစိုက်ထုတ်ခြင်းနီလန်းနေနဲ့တော်လန်ရေးကိုပါဝင်ပေးနေဖို့လိုပါတယ်။ဟာဒီများတွေကြောင်းအပြီးငါတို့တော်လန်ရေးကြာဆုံးတော့မှာမဟုတ်ဘူး။အဲ့လိုစိတ်သက်ပြော့ညံ့တဲ့လူတွေနော်များနေသေးလို့ကျွန်တော်တော်လန်ရေးကြာနေတာ။အားလုံးသာစိတ်သက်တပီးညီတစ်ချိန်နဲ့တစ်ပြိုင်နဲ့ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့ဒီချိန်မှာမင်းအွန်လိုင်းကဖက်ပြေမပြေကြိုးစင်ရောက်နေတာသိကြပြီ။အဲ့တော့ကျွန်တော်တို့ကပတ်ဝန်းကျင်ကိုလည်းစီးအောင်ပါဒူးထောက်ချင်တော့မယ်ဆိုတဲ့လူမျိုးပေါ်လာရင်လည်းမင်းဒူးထောက်လိုက်ခြင်းအဖြစ်မင်းအနာဂတ်ကောင်းသွားမယ်လို့မင်းယုံကြည်သလားမိကုံတက်ပြီမင်းဖက်စစ်တွေကိုမင်းဒူးထောက်ပြီးအောက်ကျလိုက်ခြင်းအဖြစ်မင်းတစ်သက်လုံးဒီအောက်ကျဒူးထောက်တဲ့ဘဝလွတ်သွားပြီလို့မင်းထင်ပါလားဖက်စစ်ကြုံနေဖြစ်သင်ပြီးနေတဲ့ဆရာမတွေရဲ့အကြောင်းကိုသွားပညာသင်လို့ရောသခင်စိတ်ရှိတဲ့ပညာရေးသင်ပေးမယ်လို့မင်းယုံကြည်လားသူတို့ကြောင်းတက်မဲ့လူတွေရောသင်ပြီးတဲ့ဆရာမတွေရောမိကုံတက်မေးပြီးတော့အေးစားကြမရှိလို့လုံမယ်ဆိုရင်လည်းအေးမင်းအပြစ်လုံမင်းကိုအပြစ်မတင်ဘူးလို့တိုးတော့ဖက်စစ်တွေအတွက်အသုံးချခံဖက်စစ်ကြုံဝါဒဖြန့်ချီတဲ့ကျွန်ပညာရေးသင်ကြားတဲ့နေရာမှာရန်နေရမင်းအဖြစ်မခံနဲ့ငါသားကိုလည်းအဖြစ်မခံဘူးစသဖြင့်ကျေပြန့်တဲ့အမြင်တွေနဲ့ကျွန်တော်တို့ပြည်သူတရားလုံးကခုချိန်မှာတော်လိုင်းရေးသတိအပြည့်ရှိနေကြဖို့လိုတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်တနေ့ကုန်ပြောနေရတဲ့ကြောင့်ကျွန်တော်လည်းအား6ပါးစပ်တွေပိတ်နေပြီအဲ့တော့နောက်တစ်ချိန်မှပြန်တွေ့ကြမယ်နော်ရာသီတို့အရန်ပူတယ်ကျွန်တော်လည်းချွေးအရန်ထွက်နေအားလုံးနှုတ်ဆက်ပါ